တကယ်တော့တတမအကြိမ်မြောက်စာမေးပွဲကြမှာမင်းနဲ့တပွဲတလန်းဆင်နွှဲမလို့ပဲဒါပေမဲ့အခုကြည့်ရတာမင်းအဲ့ဒီစာမေးပွဲအထိအသက်ရှင်ပါဦးမလားဆိုတာမသေးချာတော့ဘူးမင်းသာလူမိုက်ရှိလိန်တယောက်လိုမျိုးပုံအောင်နေမယ်ဆိုရင်တတမအကြိမ်မြောက်စာမေးပွဲနေနေတာဒီနာတောင်ကြော်ပါဦးမလားမသိဘူးအကိုရှင်ကျွန်တော်တို့အားလုံးအိမ်ကိုဖုံးဆက်ပြီးတကယ်လို့အဲ့ဒီသခင်လေးရန်ဆိုတဲ့ကောင်ကသူ့အိမ်ကလူတွေကိုတုံးပြီးအကိုကိုဒုက္ခပေးဖို့ကြံစီလာရင်ကျွန်တော်တို့မိသားစုတွေဘက်ကလည်းလက်ပိုက်ကြည့်မနေပဲကူညီပေးမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်အပိုစကားတွေအများကြီးမပြောတော့ဘူးနောက်နောင်အလုံးနဲ့ပဲတက်တည်ပြတော့မယ်ကောင်းပါပြီအကိုရှင်ကျူးကော့ဟွာချန်နဲ့ရှမ်းကျွယ်တို့ကငါ့ကိုကူညီမယ်လို့အတိအလင်းပြောထားပေမဲ့လေကိုယ်တိုင်ကတမာနေဖို့ကပိုရေးကြီးတယ်အခုဝက်ဝံဖြူကြီးရှိလာပြီဆိုတော့ငါဘက်ကတိုက်ခိုက်ရေးအင်အားတစ်ခုတိုးလာပြီပဲနောက်ထပ်လဲငါရဲ့စွမ်းအားကိုမြင့်တင်နိုင်မဲ့နေလန်းတွေကိုရှာရမယ်အကယ်ဒမီရဲ့တာဝန်အဲဆန်ငယ်ခိုင်တချို့ကိုသွားယူပြီးလောက်ရရင်ကောင်းမလားပဲအကိုရှင်မနက်ပိုင်းကမျက်လေးဆရာမမြင့်ကျဲဆွထိုင်နမေကြီးရက်ဆက်တင်းကျပ်သောဆရာမရဲ့အတန်းရှိတယ်မအိမ်နဲ့တော့ကျွန်တော်တို့အတန်းထဲကို9မိနစ်လောက်စောသွားရမယ်ပြီးရင်နောက်ဆုံးတန်းမှာနေရာယူရအောင်နောက်ကျသွားရင်ရှေ့ဆုံးတန်းမှာပဲထိုင်ရလိမ့်မယ်သွားကြစို့မင်းတို့နှစ်ယောက်လန်ခီးမှာကောင်းကောင်းသွားကြပါငါဆူတောင်းပေးနေပါမယ်အမိတာဖျားရဲရင်နဲ့တကာကြီးနှစ်ယောက်ကိုနှုတ်ဆက်လိုက်ပါတယ်နော်အခုပဲအနောက်ဘက်နှက်ပြီးတေချင်းတရားကိုကြော်မျက်နှောမှာမို့ငါကပဲစောင့်ရှောက်ပေးပါမယ်အာမင်ကြီးဆက်ဒါဘာလဲဆိုတာတိလားမော်အတက်နဲ့အင်းအိုင်ဝုကူရှိစွမ်းရည်ရှိတဲ့စီနီယာတယောက်စီကနေအစီရင်လှုပ်ထားတဲ့တစ်သားပြားလေးတစ်ပြားတောင်းထားတာဒါလေးဆောင်ထားရင်မျက်လေးဆရာမကထားပြီးအမေးခံရမဲ့ရန်ကနေအများကြီးကင်းဝေးစေတယ်လေသိတဲ့အတိုင်းပဲသူမကနမီခေါ်လို့ထဖြေတဲ့အခါမဖြေနိုင်ရင်ဒီစာတင်နှစ်တစ်ခုလုံးဘလို့မှစိတ်အေးရမှာမဟုတ်တော့ဘူးဆရာမစွန်းကကြောက်စရာကောင်းတာတော့ဟုတ်ပါတယ်ဒါပေမဲ့သူမမှလည်းနူးညံ့တဲ့တစ်ဖက်ရှိဦးမှာပါအကိုရှင်မင်းဘာဖြစ်သွားတာလဲစိတ်ပိုင်းဆိုင်ရာထိခိုက်သွားတာလားမျက်လေးဆရာမနူးညံ့တဲ့တစ်ဖက်ရှိနိုင်မယ်ဟုတ်လားသူမသာနူးညံ့တက်ရင်ဝတ်တောင်တစ်ပင်ပေါ်တက်နိုင်လိမ့်မယ်ဟာသွားပြီးအဲ့ဒါဖန်ရှင်းမဟုတ်ဘူးလားသူကဘာလို့ဒီတန်းကိုလာတက်တာလဲသူကစွမ်းရည်ရှန်စစ်ဘယ်နှစ်ခုတောင်နိုးထားတာလဲကြားရတဲ့လောက်တော့စွမ်းရည်9ခုတောင်နိုးထားတာတဲ့အညံ့ဆုံးကတောင်ခဲဆိုရှိတဲ့စိတ်ဝိညာဉ်စွမ်းရည်မော်ရှိကဂျန်ဒီဝဲရှေခဲရှိဆိုတဲ့ရှေ့တကားနောက်တကားပိတ်လိုက်တော့နမီခေါ်မယ်ဖန်ရှင်းအဲ့ဒီလောက်အနောက်ကြီးမှာမထိုင်တဲ့ရှေ့ဆုံးတန်းကိုလာထိုင်တောက်တခင်လေးရန်မင်းကတော့ကိစ္စချောပြီပဲတခင်လေးရန်ပြင်ဆင်ထားတဲ့အကွက်ထဲမိပြီးတေဖို့သာပြင်ထားတော့သူ့ကိုသွားမပြိုင်နဲ့တော့မျက်လေးဆရာမကစီကန်းကိုအင်မတန်ယိုသေးတဲ့စီနီယာကြီးပဲဖန်ရှင်းကတခင်လေးရန်ကိုရိုက်နှက်ခဲ့တာလေဆရာမကသူ့ကိုမပြစ်မှတ်ထားရင်ဘယ်သူ့ကိုသွားပြစ်မှတ်ထားမလဲစိတ်ဝိညာဉ်စွမ်းရည်ပိုင်းဆိုင်ရာအချက်အလက်တချို့ကနည်းနည်းခက်ခဲလိမ့်မယ်မင်းရှိမှထိုင်ပါမရှင်းတာရှိရင်ငိုက်ကိုအချိန်မရွေးမေးလို့ရတယ်ဆရာမအိုကြီးစွန်းကဘာလို့ဖန်ရှင်းအပေါ်ဒီလောက်ကောင်းနေရတာလဲဒါကတော့အကိုရှင်းရဲ့စာမေးပွဲရလက်ကကောင်းလုံးလို့ပေါ့ကိုစဉ်းစားနေစရာတောင်လို့လားစောစောကအကိုရှင်းအဖြစ်ပေးခံရမှာကိုဝမ်းသာအားရစောင့်ကြည့်နေတဲ့ကောင်တွေအခုဆက်ပြီးအော်ကြောက်လေလန့်သွားတာပဲတစ်သားပြားလေးကတကယ်အသုံးဝင်သားပဲမော်အတက်စွမ်းရည်နဲ့အစီရင်လှုပ်ထားတဲ့ပစ္စည်းတွေကိုယူလာတဲ့ចောင်းသားတွေအားလုံးတတိထားနောက်တစ်ကြိမ်အတန်းထဲကိုအဲ့ဒီလိုအညစ်တရားပစ္စည်းတွေယူလာရတဲ့သူရှိသေးရင်ဒီစာတင်နှစ်မှာအမှတ်မပေးဘဲအကြပေးကဲဒီလိုက်မယ်အဲ့ဒီလိုအဆင်မရှိတဲ့ပစ္စည်းတွေကငါအပေါ်မှာအလုံးမဖြစ်ဘူးကဲအတန်းစမယ်စိတ်ဝိညာဉ်စွမ်းရည်မော်ရှေကရန်ဂျေဇိုင်ရှေကေရှိတွေကပြင်းထန်တဲ့တိုက်ခိုက်နိုင်စွမ်းနဲ့ထိန်းချုပ်နိုင်စွမ်းကဲရှိတယ်အခုငါကစိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီးမင်းတို့ကိုထင်ယောင်ထင်မှားနေပဲအဲ့တနေကဖေထဲတွသွင်းမယ်မင်းတို့အားလုံးအာယုံစူးစိုက်ပြီးအဲ့ဒီထဲကနေရုံထွက်နိုင်အောင်ကြိုးစားကြဒါကအစင်းမြင့်စွမ်းအားရှင်တွေရဲ့စိတ်ဝိညာဉ်စွမ်းရည်လားတကယ်ကိုကြောက်စရာကောင်းလာချီလားတိုက်ပွဲထဲမှာမျက်စိတမိတ်အတွင်းမှာတင်လှုပ်ရှားမရအောင်အကြက်ကင် unique essence ခံလိုက်ရတာပဲဒါကြောင့်မို့လဲအဖွဲလိုက်တိုက်ပွဲတွေမှာစိတ်ဝိညာဉ်စွမ်းရည်ရှိတဲ့အသင်းဖော်တယောက်မဖြစ်မနေထည့်ရတာကိုစိတ်ဝိညာဉ်စွမ်းရည်ကိုဒုတိယအသက်မွေးဝမ်းကြောင်းထဲရေကြံရဲ့အဖြစ်သုံးပြီးဒီလောက်တိုးတောင်းတဲ့အချိန်အတွင်းမှာနိုးကြားလာနိုင်တာကငါရဲ့ထင်မြင်ချက်ထက်အများကြီးကျော်လွန်နေပြီးတကယ့်ကိုထူးချွန်ပါတယ်